Hello everyone, welcome back to my channel. ခိတာအရင်ဗီဒီယိုတင်ပေးခဲ့တဲ့က DM မှာရော comment တွေမှာရောမေးတဲ့သူတွေရမ်းများလာတယ်ပေါ့နော်။နေ့တိုင်းမေးကြတဲ့မေးခွန်းတွေကလည်းအတူတူပဲဘယ်လို agent တွေသုံးခဲ့တာလဲဘယ် website တွေကိုသုံးခဲ့တာလဲ visa ကဘယ်လောက်ကြာလဲ embassy ကဘာတွေမေးလဲပြီးတော့အရေးကြီးဆုံးကဘယ်ကနေစရမလဲဒီမေးခွန်းတွေကိုမြင်တဲ့အခါခိတာတစ်ခုကိုသဘောပေါက်လာခဲ့ပါတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်လူတွေက motivation တွေဒီလိုမျိုးငါလုပ်တယ်လို့နေလဲလုပ်နိုင်ပါတယ်ဆိုတဲ့ motivation တွေလိုအပ်တာမဟုတ်ဘူးဒီ process ကို step by step ဘယ်လိုလုပ်ရမလဲဆိုတာကိုလမ်းညွှန်ပေးမဲ့သူလိုနေတာဖြစ်ကြောင်းခိတာသဘောပေါက်လိုက်ပါတယ်ဒါကြောင့်အခုဒီဗီဒီယိုထဲမှာခိတာရဲ့ au pair roadmap ကိုအစဉ်အလိုက် step by step ပြပြပေးသွားပါမယ်internet မှာရှာပြီးတော့တွေ့လို့ရတဲ့ theory တွေမဟုတ်ဘူးဒီလိုမျိုး build up လုပ်ထားတဲ့ case လည်းမဟုတ်ဘူးခိတာရဲ့ကိုယ်ပိုင်အတွေ့အကြုံဖြစ်ပါတယ် au pair ကိုလူတွေကဒီလိုမျိုးခက်ခဲတယ်လို့ထင်ကြတဲ့အကြောင်းရင်းက information ရှာရတာလည်းမခက်ဘူးဒါပေမဲ့ခက်တာပါလဲဆိုရင်လူတွေကဒီ information ပေးတဲ့လူကအပိုင်းအစလေးတွေနဲ့ပေးကြတာများပါတယ်တယောက်ကကျတော့ German language လိုတိုင်းလိုအကြောင်းပြောပြတယ်နောက်တယောက်ကကျတော့ visa အကြောင်းပြောပြတယ်နောက်ထပ်တယောက်ကကျတော့ host family တွေအကြောင်းပြောပြတယ်ပေါ့နော်အကုန်လုံးကိုချိတ်ဆက်ပြီးတော့တည်ကြပြောပြပေးရလို့မရှိဘူးအခုခိတာကဒီဗီဒီယိုထဲမှာချိတ်ဆက်ပြီးတော့ပြောပြပေးတော့ပါမယ်ခိတာ apply လုပ်တော့ဆိုလို့ရှိရင်ဒီ Google နဲ့ YouTube ကကြည့်ပြီးကြလို့ရှိရင် website တွေအစားတွေ like ဖတ်အဲ့လိုမျိုးပြောပြပေးတဲ့သူမရှိတော့ခိတာတယောက်တည်းအကုန်လုံးကိုလုပ်ခဲ့ရပါတယ်ပြန်ပြီးတော့စဉ်းစားကြည့်လိုက်တဲ့အခါကျတော့ au pair ကတကယ်ကို structure ရှိတဲ့process တစ်ခုဖြစ်ပါတယ်အစင်လိုက်ဘာကိုဘယ်လိုလုပ်ရမလဲဆိုတာကိုသိချာသိထားပြီဆိုလို့ရှိရင်ကြောက်စရာစိုးရင်စရာဘာမှမလိုတော့ပါဘူးပထမဆုံး eligibility နဲ့ language အကြောင်းပြပါမယ်ဂျာမနီကဒီအပိုင်းမှာအရန်ကိုတင်ကျပ်ပါတယ်အသက်ကအရေးကြီးပါတယ်အများအားဖြင့်အသက်လုံးဝ26နှစ်အောက်ပဲဖြစ်ရပါမယ်ဒီ German language ကလည်းအနည်းဆုံး A1 ကိုမရှိမဖြစ်ရှိထားရပါမယ်နည်းနည်းလေးနားလည်တယ်ဆိုရုံနဲ့မလုံလောက်ပါဘူး certificate ကိုမဖြစ်မနေလိုအပ်ပါတယ်embassy ကဒီ A1 ကိုလိုတယ်ဆိုတာကတမင်တကာဒီလိုမျိုးgate ကိုတားထားတာမဟုတ်ဘူးက block ထားတာမဟုတ်ဘူးဒီတောင်နိုင်ငံမှာအနည်းဆုံးတော့အတူကဒီကိုယ့်ရဲ့ဘဝမှာ communicate လုပ်နိုင်ဖို့အတွက်ကို A1 ကတော့အနည်းဆုံးလိုအပ်တယ်ဆိုပြီးတော့သတ်မှတ်ထားပြီးတော့ဒီ A1 certificate ကိုတောင်းတာဖြစ်ပါတယ်ခိတာ apply လုပ်တဲ့အချိန်တော့ဆိုလို့ရှိရင်ဂျာမန်စကားလုံးကကောင်းကောင်းမွန်မွန်မပြောနိုင်ခဲ့ပါဘူးဒါပေမဲ့ A1 ဖြည့်ထားခဲ့တဲ့အတွက်ကြောင့်မလို့မိတ်ဆက်နိုင်တဲ့တချို့အကြောင်းအရာတွေကိုပြောပြနိုင်တယ်ဒီမေးခွန်းတွေကိုဖြည့်နိုင်တယ်ပြီးတော့အရေးကြီးဆုံးကတော့ခိတာလုံးဝမလိမ်ခဲ့ပါဘူးဘလို့အရာကိုမှလောက်ကြံပြီးတော့မပြောခဲ့ပါဘူးအမှန်တရားကိုပြောဖို့ကဒီ German စကားရဲ့ grammar တွေ structure တွေထက်အရေးကြီးပါတယ်အထူးသဖြင့်ဒီ A1 level မှာပေါ့နော်သူတို့ကအမှန်တရားကိုရှာတာပါလိမ်ပြီးတော့ပြောပြီးတော့လိမ်ပြောနေတဲ့ဒီလိုမျိုးဟို perfect German ကိုလိုချင်တာမဟုတ်ပါဘူးအခု website ကြောင်းကိုဆက်ပြီးတော့ပြောပါမယ်လူတွေအများဆုံးမေးကြတဲ့အရာပါဘယ်လို website ကိုသုံးခဲ့လဲပေါ့နော်အစချင်းဒီဟာကိုစပြီးတော့လုပ်တော့မယ်ဆိုပြီးတော့ portfolio ကိုစပြီးတော့လုပ်လိုက်ကြတဲ့ကခိတာရှိသမျှ website တွေအဲ့လိုမျိုး research လုပ်လို့ရတဲ့ au pair ဆိုပြီးတော့ Google မှာလုပ်လာတယ်တွတ်ဆိုပြီးတော့ပေါ်လာတယ်လေအဲ့ဒီထဲကနေပြီးတော့ခိတာအကုန်လုံးနှီးပါးကိုဒီလိုမျိုး network ဖြန့်ခဲ့ပါတယ် memorable အဖြစ်ဆုံး website နှစ်ခုရှိပါတယ်အဲ့ဒါကတော့ au pair world နဲ့ aupair.com ဖြစ်ပါတယ်မိကြလို့ရှိရင်နောက်တစ်ခုက Facebook groups တွေကလည်းအရန်ကိုဆင်ပြေပါတယ်ဘာမှအရန်ထွေထူးစဉ်းစားနေကြမလို့ Facebook ရဲ့ search bar မှာ au pair in Germany au pair in ကိုလိုချင်တဲ့မြို့ခိတာဆိုလို့ရှိရင် au pair in Hamburg au pair in Munich au pair in Paris or Paris Netherlands ဒီလိုမျိုးပေါ့နော်အဲ့လိုမျိုးရှာတဲ့ group တွေပေါ်လာပါလိမ့်မယ်အဲ့ဒီထဲကို join ပြီးတော့ကိုလိုချင်တာတွေကိုသိချင်တာတွေအဲ့ဒီမှာတော့မှပဲ portfolio ကိုဒီတိုင်း post အနေနဲ့တင်ပြီးတော့host family ရှာလို့ရနိုင်ပါတယ် website တွေမှာတခုဆိုးကျိုးရှိတာက filter တေချာမလုပ်တတ်ဘူးဆိုရင်အချိန်နည်းနည်းကုန်ပါတယ်ပြီးကြလို့ရှိရင်ကိုလိုချင်တဲ့ဟာကိုကွက်တိမရဘဲနဲ့ဒီလိုမျိုးအရန် effective မဖြစ်နိုင်တာရှိနိုင်ပါတယ်ဒါကသတိထားဖို့ပါပြီးကြလို့ရှိရင် Facebook group တွေနဲ့ပတ်သက်ပြီးတော့ကြတော့ scam တွေလည်းများတတ်ပါတယ်တချို့တွေကကြတော့ agent တွေ recruiter ဖြစ်နေပြီးတော့အဲ့ဒီ agent က scam ဆိုလို့ရှိရင်ကိုပတ်စံအရင်လာတောင်းတာမျိုးတွေပါရှိတတ်ပါတယ်ပတ်စံကိုမှဘသူ့ကိုမှပတ်စံလုံးဝလွယ်လွယ်ကူကူမပေးပါနဲ့ portfolio ဆောက်ပြီးသွားပြီ profile ကိုလူတွေကလာပြီးတော့မိခုနေမင်းနေပြီပေါ့နော်ဒီလိုမျိုးဆိုလို့ရှိရင်ဘယ်လိုလုပ်အောင်လဲ host family ရွေးတာကလုံးဝလောလို့ရတဲ့ process မဟုတ်ပါဘူးခိတာတော့ကနှစ်ရက်အတွင်းမှာရှိတဲ့ perspective တွေကနေခိတာရွေးခဲ့တယ်ပေါ့နော်ခိတာပို့ပြီးတော့ဒါအချိန်နည်းနည်းရှိခဲ့မယ်ချိန်ဆောက်နိုင်ခဲ့မယ်ဆိုလို့ရှိရင်ခိတာထပ်ပြီးရွေးခဲ့မှာပါဒါပေမဲ့အဲ့ဒီအချိန်မှာကတော့ဒီဟာကကိုယ့်အတွက်အဆင်ပြေဆုံးဖြစ်တယ်လို့ခံစားရတဲ့အတွက်ကြောင့်မလို့ဒီမိသားစုကိုရွေးခဲ့ပါတယ်ခိတာနောက်ထပ်လူတွေကိုပြောပြချင်တာကတော့ရွေးတာမလောပါနဲ့ကိုနဲ့ဒီမိသားစုနဲ့ကိုက်မကိုက်ကိုတိတိကျကျစဉ်းစားပြီးဆုံးဖြတ်ပါအရန်လောတဲ့ family တွေက reflect ဖြစ်ဖို့များပါတယ်ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ကိုလက်ခံမဲ့သူတယောက်ကကိုယ့်အတွက် serious ဖြစ်တယ်သူတို့ကိုယ်တိုင်လည်းပဲဒီလိုမျိုး cautious ဖြစ်တဲ့လူမျိုးတွေပေါ့နော် cautious ဖြစ်တဲ့ careful ဖြစ်တဲ့ဆိုတဲ့လူမျိုးတွေကဘယ်အရာကိုမှအရန်မ rush ပါဘူးတချို့မိသားစုတွေကအကူအညီအမြန်လို့ဒီလို conditionally
အမြန်လိုအပ်တာတွေလည်းရှိနိုင်ပါတယ်ဒါကြောင့်မို့လို့ interview ကိုတေချာဖြေပါမေးစရာရှိတာတေချာမေးပါအထူးသဖြင့်ကိုယ့်ရဲ့ schedule ကဘယ်လိုမျိုးလဲကိုစီကနေသူတို့ရဲ့ expectation ကဘာလဲဆိုတာကိုတေချာသိအောင်လုပ်ပါဒီလိုမှပဲကိုနဲ့အဆင်ပြေတယ်ရေရှည်မှလည်းအဆင်ပြေတယ်ပြီးရင်ကိုကဒုက္ခရောက်ဖို့ possibility နည်းမှာဖြစ်ပါတယ်နိုင်ငံရွေးပြီးကြရင်မြို့ရွေးပြီးကြလို့ရှိရင် family ကိုရွေးပါခီတာကတော့ဒီတိုင်းလုပ်ခဲ့ပါတယ်ခီတာရဲ့ပထမဆုံး family ဆိုလို့ရှိရင် perfect ဖြစ်တဲ့ family မဟုတ်ပေမဲ့အရင်စိတ်ရှိတဲ့ family ရခဲ့ပါတယ်ဒီ family လည်းရပြီး contract တွေဘာတွေလည်း sign ပြီးပြီဆိုလို့ရှိရင်visa နဲ့ embassy အကြောင်းပြောပြပေးပါမယ်လူအများစုကြောက်ကြတဲ့အပိုင်းဖြစ်ပါတယ်ခီတာကတော့တစ်ခုပဲပြောချင်ပါတယ် embassy ကပြဿနာမဟုတ်ပါဘူး embassy ကိုကြောက်စရာမလိုအပ်ပါဘူးအထူးသဖြင့်ကိုယ့်ရဲ့ story ကရှေ့သွားနောက်လိုက်မြည်တယ်ကိုယ့်ရဲ့ document တွေကလည်းမှန်တယ်အတူတွေမလုပ်ပါနဲ့အရင်အနေနဲ့များပါတယ် language certificate အရေးကြီးဆုံးပေါ့နော် language certificate ကလည်းမှန်ရမယ်ဒီလိုမျိုးအချက်အလက်တွေပြည့်စုံနေတယ်ဆိုလို့ရှိရင်ကို you're gonna be ahead of a lot of people ကိုကလူတော်တော်များများရဲ့ရှေ့ကိုရောက်ပြီးသားဖြစ်ပါလိမ့်မယ် process ကပြီးပြီပေါ့နော်ခီတာတော့ကတော့visa ကို9ရက်ဆောင်ခဲ့ရတယ်ဒါပေမဲ့ visa ရဲ့ official ကြာချိန်က2ပတ်ကနေ1လခွဲထိကြာတတ်ပါတယ်ဒါကြောင့်မို့လို့1ပတ်နဲ့2ပတ်နဲ့မရဘူးဆိုလို့ရှိရင် ANG အထိတ်တလန့်မဖြစ်ပါနဲ့ပုံမှန်ပါပဲခီတာနောက်တစ်ခုပြောပြဒီဗီဒီယိုထဲမှာထည့်ပေးချင်တာကဒီဂျာမနီကိုရောက်ပြီးတဲ့ပထမလရဲ့အကြောင်းခီတာရောက်ခါစားတော့ဆိုလို့ရှိရင်အရန်ကိုခက်ခဲခဲ့ပါတယ်အထူးသဖြင့်ခီတာအတွက်ကစားစရာဒီရာသီဥတုပြီးကြလို့ရှိရင်ခီတာကပထမအဆုံးအကျဉ်ဒီလုံးဝကိုတိတဲ့အရာတွေအကုန်လုံးရဲ့အဝေးကိုထွက်လာခဲ့တာဒီမှာနေထိုင်တဲ့ပုံစံကအစလူတွေကအစကွာအရန်ပွားချလုံးတယ်ကွာအထူးသဖြင့်ခီတာဆိုလို့ရှိရင်အရာဖက်ကနေကိုအတွက် insecure ဖြစ်လာတာဘာလို့လဲဆိုတော့ဥပမာတစ်ခုပေးမယ်ကွာဒီဗီဒီယိုထဲမှာခီတာအားချပါတော့ဆိုလို့ရှိရင်ကိုယ့်ရဲ့မျက်နှာတွေပဲမြင်ရတာများတယ်လေဒီအနောက်တိုင်းမျက်နှာတွေဆိုတာကအရောက်တစ်ထောင်မှတရားမရှိဘူးလေဟုတ်တော့မလားအဲ့တော့ဒီကိုရောက်လဲရောက်ကို I literally felt so out of place like I was an alien or something လိုမျိုးသူတို့စီက German stay ရလို့ရှင်လဲငါကိုယူဆရတင်လားငါကunpresentable ဖြစ်နေလားပေါ့နော်ဒီလိုမျိုးအကြောင်းအရာမျိုးစုံနဲ့တကယ်လုံးဝကောင်းချောက်ခဲ့ပါတယ်ပြီးကြလို့ရှိရင်ကိုနဲ့လုံးဝfamiliar မဖြစ်တဲ့ဒီလိုမျိုး train system တွေပြီးကြလို့ရှိရင်ဒီလိုမျိုးbureau တွေပါတယ်သွားလို့ရှိရင်လည်းဒီ bureau ရဲ့ system တွေဈေးဝယ်ရလို့ရှိရင် supermarket သွားလို့ရှိရင်တော့မှပဲ supermarket မတူတဲ့ system တွေကြောင့်အနေငယ်ကောင်းစားခဲ့ပါတယ်အနေငယ်ထိတ်လန့်စရာကောင်းခဲ့တယ်ပေါ့နော် it's unfamiliar face ဆိုတော့ဒါပေမဲ့ဒီ family ရှိနေတဲ့အတွက်ကြောင့်မို့လို့ခီတာမသိတဲ့အရာသိတဲ့အရာအကုန်လုံးကိုသူတို့စီကနေအကူအညီရပြီးတော့ပြောပြတာအကူအညီပေးတာကိုလက်ခံရခဲ့ပါတယ်ဒါက au pair program ရဲ့အကောင်းဆုံး asset တွေကတစ်ခုဖြစ်တယ်လို့ခီတာယုံကြည်ပါတယ်ပြောရမယ်ဆိုလို့ရှိရင်ခီတာကဒီခီတာရဲ့ process တစ်ခုလုံးကိုအသေးစိတ်roadmap လေးတစ်ခုလုပ်ထားပါတယ်အထူးသဖြင့်ဒီ contract ထဲမှာဘာတွေပါရမလဲပြီးကြလို့ရှိရင်လိုအပ်တဲ့စာရွက်စာတမ်းအတိအကျဘာတွေလဲဒီလိုအရာမျိုးတွေကိုခီတာက roadmap လေးထဲမှာထည့်ထားပါတယ်လောက်ကြတဲ့အမားတွေဒီလိုမျိုးတောင်းတရုံထုတ်မပြောကြတဲ့အရာတွေ critical ဖြစ်မယ်loiter အတွက်တမိုးရှိမယ်လို့ထင်တဲ့အရာတွေကိုခီတာ roadmap လေးလုပ်ထားပါတယ်အစကတော့ရောင်းရင်ကောင်းမလားဆိုပြီးခီတာစဉ်းစားလိုက်ပေမဲ့ဘာလို့လဲဆိုတော့ဒီ PDF က it's been taking a lot of my time ခီတာရောင်းဖို့စဉ်းစားလိုက်ပေမဲ့ခီတာnot now ဆိုပြီးခီတာဆုံးဖြတ်လိုက်ပါတယ် so I'm not going to sell it to you guys စိတ်ဝင်စားတဲ့သူတွေကိုတကယ်လုပ်ချင်တဲ့သူတွေကိုခီတာပေးပါမယ်roadmap ဆိုပြီးတော့ဒီ video အောက်မှာ comment ရေးခဲ့ပေးပါပြီးကြရင်ခီတာကို Facebook မှာဖြစ်ဖြစ် WhatsApp မှာဖြစ်ဖြစ် DM ပေးပါအဲ့ဒီခါကျလို့ရှိရင် roadmap လေးကိုပေးပါမယ်ပြောချင်တာကတော့ au pair ဆိုတာကဒီလိုမျိုး destination တစ်ခုမဟုတ်ပါဘူးသူကဒီကိုလိုချင်တဲ့ destination ကိုသွားဖို့အတွက်ဒီလမ်းမှာရှိနေတဲ့ဒီလို step ကလေး bridge ကလေးတစ်ခုပဲဖြစ်ပါတယ်ကိုကဒီနေရာမှာရက်စရာမလိုပဲနေဒီလိုမျိုးဆက်ပြီးတော့သွားလို့ရတဲ့ pathway လေးတစ်ခုဖြစ်တယ်ဆိုတာကိုနားလည်စေချင်ပါတယ်ခီတာလိုမျိုးအမြန်ဆုံးလာခြင်းတဲ့သူတွေလာနိုင်ပါစေလို့လည်းပဲခီတာဆုတောင်းပေးလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခီတာရဲ့နောက်ဗီဒီယိုလေးတွေကိုလည်းဖြစ်နိုင်ကြည့်ပေးပါthank you guys that's all for now bye bye